အားလုံးပဲမင်္ဂလာပါဆိုတော့ပထမဆုံးအနေနဲ့ပြောချင်တာကတော့ကျွန်တော်တင်တန်းလေးကိုခုလိုမျိုးယုံကြည်ကြည်လာပြီးတော့ join ပြီးတဲ့အတွက်တကယ်ပဲကျေးဇူးတင်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်ဘာမှမပြောခင်ကျွန်တော်ရဲ့တင်တန်း group လေးရှိရပေါ့နော် Facebook group လေးရှိရဆိုတော့အဲ့လိုကျွန်တော်တစ်ချက်အရင်ဆုံး share ပြချင်ပါတယ်အားလုံးမြင်ရလာတော့မသိဘူးဒါကျွန်တော်တို့ batch 21ပေါ့နော်အဲ့တော့ကျွန်တော်တင်တန်းက video class ပါတော်တော်များများကတော့ဒါ video class ဆိုရင်ဒါသင်ခန်းစာ view တွေအကုန်လုံးတင်ထားတဲ့ group ရှိရဲဆိုတော့အဲ့ group တွေကိုအကုန်လုံး join ခိုင်းနေ join ပြီးတော့ကိုယ့်ကိုယ်အေးစိတ်ဝင်ပြီးလေ့လာရတာမျိုးကများတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့မှာတင်တန်းကကြတော့အဲ့လိုမဟုတ်ဘူးကျွန်တော် video class ဆိုပေမဲ့ကျွန်တော်ဒီရက်လေးတက်မှတ်ထားတယ်ပေါ့နော်ကျွန်တော်ဘယ်နေ့ဘယ်ရက်မှာကျွန်တော်သင်ခန်းစာ video တင်ပေးမယ်ပြီးရင်ကျွန်တော်တင်တန်းဘယ်နှလောက်ကြာကျွန်တော်အဲ့လိုမျိုးလေးရှိတယ်ပေါ့နော်ဘာလို့ကျွန်တော်ဒီလိုသွားလဲဆိုတော့ဒါစနစ်တကျလေးဖြစ်စေချင်တာပေါ့နော်စနစ်တကျဆိုတာကကျွန်တော်တင်တန်းလဲပြီးရောအကုန်လုံးကျွန်တော်တင်ပေးတဲ့သင်ခန်းစာလေးတခြားကြည့်ပြီးသွားတယ်ကြည့်ပြီးတော့သွားပြီဆိုတော့အဲ့လိုအနေထားမျိုးလေးဖြစ်စေချင်တယ်နောက်တစ်ခုကဒီကြားထဲမှာကျွန်တော် Zoom meeting တွေလည်းလုပ်ပေးချင်တယ်ပေါ့နော် Okay ဆိုတော့သင်ခန်းစာ video ကကျွန်တော်တစ်ပတ်ကို9ပုတ်ပဲတင်ပေးမှာပါတပတ်9ပုတ်ဆိုတော့ကဘယ်လိုတင်ပေးမှာလဲဆိုတော့ကျွန်တော်ဒီ Monday ကနေ Friday ထိပေါ့နော် Monday ကနေ Friday ထိကျွန်တော်တရက်ကိုတစ်ပုံလုံးနဲ့တင်ပေးတော့မယ်ဆိုတော့ပြီးရင်ကြားထဲကျွန်တော် Saturday Sunday မှာတော့ကျွန်တော်သင်ခန်းစာ video တွေမတင်ပေးဘူးဆိုတော့အဲ့သင်ခန်းစာ video ဆိုတာဘာလုပ်ပေးမလဲဆိုတော့အခုလိုမျိုးကျွန်တော် Zoom meeting လုပ်ပေးမယ်ဆိုတော့ကျွန်တော်ဘာလို့ဒီစနေတင်ငနေကိုကျွန်တော် video မတင်ပေးရလဲဆိုတော့ပထမတစ်ချက်ကကျွန်တော် Zoom meeting လုပ်ပေးခြင်းလို့နောက်ထပ်တစ်ချက်ကဆိုတော့ကျွန်တော်ဒီတပတ်စာတင်ပေးထားတဲ့သင်ခန်းစာ video ပြန်ပြီးတော့နှွေးလို့ရအောင်ပြီးဒီထဲမှာကျွန်တော်ဒီအလုံးသမားအလုံးနဲ့လာတွေဒါကြောင်းနဲ့လာတွေမျိုးမျိုးရှိမယ်ဆိုတော့အချိန်မရတာရှိကောင်းရှိမယ်ပေါ့နော်ဒီ video ကြီးကြည့်ဖို့ဆိုတော့အဲ့လိုလူတွေကတရက်တစ်ပုတ်ကိုကျွန်တော်သင်ခန်းစာ video လိုက်ပြီးမကြည့်နိုင်ဘူးဆိုရင်တပတ်စာတစ်ပတ်ဖြတ်သွားနိုင်ပေါ့နော်အဲ့စာတိတ်စံဒီမှာကျွန်တော်ဟပေးထားတာပေါ့နော်ဖြစ်နိုင်ရင်ကျွန်တော်တို့တရက်တင်ပြီးတဲ့သင်ခန်းစာကိုတရက်ဒီဖက်ပိုင်နိုင်လေးဖြစ်အောင်ကြည့်သွားတကယ်လို့မနိုင်ဘူးဆိုရင်တော့မှတပတ်တင်ပြီးတဲ့သင်ခန်းစာကိုတော့တပတ်ပြီးအောင်ဖြတ်သွားပါတော့အဲ့လိုလုပ်သွားမယ်ဆိုရင်ကျွန်တော်တင်တာလည်းပြီးရင်ဒါကိုရိုမာကိုလည်းပဲကျွန်တော်တင်ပြတဲ့တင်ကန်းစာတွေအကုန်လုံးရသွားမယ်ရစီကလန်းစကနေအကုန်သားလည်းသွားမယ်စာမွဲသွားဖြည့်ရုံပဲပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးဖြစ်သွားပါလိမ့် Okay ဆိုတော့ဒီနေရာမှာတချို့လူတွေအချိန်မရောက်ပေါ့နော်တရက်တည်းတင်ပြတဲ့တင်ကန်းစာတရက်တခြားလိုက်ကြည့်ဖို့အချိန်မရောက်ဘူးဆိုရင်နားထောင်ပြအောင်တော့နားထောင်ပြီပေါ့နော်နားထောင်ပြအောင်နားထောင်ပြီဆိုတာကဘာမှထွေထူးမဟုတ်ပါဗျာဒါပါတော့ကိုရိုမာတို့အလုပ်တွားတဲ့အချိန်မှာအကြောင်းတွားတဲ့အချိန်မှာကျွန်တော်ယထာစီးတဲ့အချိန်မှာနေကြလေးတက်ပြီးနားထောင်တာမျိုးတော့ဟင်းချက်ရင်နားထောင်တာတော့ဒါညာတိုင်းစင်းရင်ဆိုလည်းညာတိုင်းစင်းရင်နဲ့နားထောင်တာဒီလောက်ဆိုရတယ်တေချာကြည့်ပေးနိုင်တော့အဆင်ပြေတယ်ဒါပေမဲ့တေချာကြည့်ပေးဖို့အချိန်မရောက်ဘူးဆိုတဲ့လူတွေကနားထောင်ပြအောင်နားထောင်ပြပေါ့နော်ဒါကျွန်တော်ဘက်ကမြစ်တာရက်ခံတာပါဘာလဲဆိုတော့ကျွန်တော်တင်တာမှာဒါနားထောင်ပြီးတော့တွားဖြည့်ပြီးတော့အောင်တဲ့လူလည်းရှိတယ်တေချာကြည့်ပြီးဖြည့်လို့ရှိတယ်မျိုးမျိုးရှိတယ်အားကြောင့်မလို့အဓိကကျွန်တော်ပြောချင်တာတရက်သင်ခန်းစာတရက်ပေါ့နော်မကြည့်ဖြစ်ဘူးဆိုတော့မှနားထောင်ပြအောင်နားထောင်ပြပေါ့နော်โอเคအဲ့လောက်လေးဆိုရင်အဆင်ပြေပါတယ်ပြီးရင်ကျွန်တော်ဒီနားမလဲတာမရှင်းတာရှိရင်ကျွန်တော်အခုလိုမျိုး meeting တွေမှာလည်းအချိန်ကြီးလာပြီးမေးလို့ရတယ်ပြီးရင်ကျွန်တော်ရဲ့ page messenger မှာလည်းအချိန်ကြီးလာမေးလို့ရတယ်ကျွန်တော်ပြောချင်တာနားမလဲတာမရှင်းတာရှိရင်ဒီတိုင်းကြီးမထားနဲ့ပေါ့နော်ကျွန်တော်အချိန်ကြီးလာပြီးတော့မေးပါသင်ခန်းစာတွေကကျွန်တော်တင်တန်းမှာတင်ပေးတဲ့သင်ခန်းစာတွေပဲကြည့်ရင်ရပါပြီဒါခုကတည်းကကျွန်တော်ကြိုပြောထားတာပေါ့နော်တချို့လူတွေရှိတယ်ကျွန်တော်တင်တန်းမှာတင်ပေးတဲ့သင်ခန်းစာလည်းကြည့်တယ်ကိုကကိုစောက်ဒီဝယ်ပြီးတော့လည်း set study လုပ်တယ် YouTube ကနေလည်းကြည့်တယ် Google ကနေလည်းကြည့်တယ်တွားပြေအောင်လားဆိုတော့မအောင်ဆိုတော့ဗာပြောချင်တာဆိုတော့ဟိုဆက်ဒီဆက်ဖြစ်နေတယ်ဗျသိရမလားဟိုမရောက်ဒီမရောက်ဖြစ်နေအဲ့တော့ကျွန်တော်ခုကပြောတာပဲကျွန်တော်တင်တန်းမှာတင်ပေးတဲ့သင်ခန်းစာတွေကြည့်ရင်တေချာနားလည်အောင်ဆိုတော့တခြားဘယ်မှာမှသွားပြီးကြည့်ကြမှာလို့အမှန်တမ်းပြောရင်ကျွန်တော်တင်တန်းမှာတင်ပေးတဲ့သင်ခန်းစာတွေတော့ကျွန်တော်ကနည်းနည်းလေး short နေရပေါ့နော်ကျွန်တော်ကများရလို့ခံစားနေရတယ်ဒါပေမဲ့လည်းဘာကြောင့်ကျွန်တော်မ short ပြစ်တာလဲဆိုတော့အဓိကအကြောင်းရင်းကကိုမတို့ပေါ့နော်ရှေ့ချောက်ကားလိုင်းစင်ယူတဲ့အခါဒါမှမဟုတ်ဆိုင်ငယ်လိုင်းစင်ဘယ်ကြီးလိုင်းစင်ယူတဲ့အခါမှာအထောက်အကူပြအောင်ဆိုပြီးကျွန်တော်အဲ့လောက်ထိသင်ခန်းစာဗီဒီယိုတွေထည့်ပေးထားပါပေါ့နော်အဲ့တော့ကျွန်တော်အမှတ်ခံနိုင်တာကကိုလိုမတို့ဒီရှေ့ချောက်ပေါ့နော်ထားပါတော့ basic gaming ကမီပြတော့ဘူးဆိုရင်မှကျွန်တော်သင်ခန်းစာတွေတခြားကြည့်ပြောင်းကြည့်သွားပါရှေ့ချောက်ကိုလိုမတို့ကားလိုင်းစင်ဆိုင်ငယ်လိုင်းစင်ယူတဲ့အချိန်မှာတေချာကျွန်တော်တို့ခုလိုမျိုးတင်တန်းတွေလာပြီးတူကတက်ဆရာမလို့ဂျိုးချာကကိုသွားလိုက်ကျင်းတွေပေါက်အဲ့ဂျိုးချာကကိုမှတင်ပေးကျင်းတွေပေါက်နားလိမ့်မယ်ဆိုတော့ကျွန်တော်နေအမှတ်ခံနိုင်တယ်ဒါဘာကြောင့်ဒီလိုပြောလဲဆိုတော့ကျွန်တော်ကိုယ်တိုင်လက်တွေ့ပြီးရင်ကျွန်တော်တင်တန်းမှာတက်ပြီးတော့ဒါရှေ့ချောက်ကားလိုင်းစင်ဘင်းကြီးလိုင်းစင်ယူသွားပြီလည်းရှိတယ်တချို့လူတွေဆိုရင်ဂင်းစကီမင်ကျော်50စီယူဖို့တယ်မဟုတ်ဘဲနဲ့ဒီတိုင်းပဲခီခါရဲပေါ့နော်ကျွန်တော်လိုင်းစင်ချင်းဖို့အတွက်ကားကြောင်တက်နေတဲ့လူတွေဘင်းကြီးတက်နေတဲ့လူတွေတောင်မှကျွန်တော်တင်တယ်မှာဒီတိုင်းပဲလာ join တဲ့လူရှိကျွန်တော်တိုးလည်းပဲအဲ့တိုင်းစင်ပြေလို့ပြောရတယ်ပေါ့နော်အားကြောင့်မလို့ပြောတာပါအဲ့တော့ဘယ်လိုဖြစ်ဖြစ်ရှေ့လျှောက်ပေါ့နော်တချို့လူရှိတယ်ငါတော့50စီမယူပြတော့ဘူးဆိုပြီးတော့ဒီသင်ခန်းစာတွေမကြည့်ဘဲနဲ့တိုင်းပြစ်ထားမျိုးမလုပ်စေချင်ပါဘူးအဲ့တော့ကြည့်စေချင်တယ်ပေါ့နော် I need all the wins, yeah. Ain't no L's, I gotta get a no call to quit, yeah. Gotta keep on moving no matter how hard it gets, yeah. Better move out the way, cause I'm coming with harder hits. My head is as hard as a brick.